ဒီမျိုးသားဟာနေ့စဉ်နေ့တိုင်းနေမဝင်ခင်အချိန်တိုင်းမီမှာသူ့ရဲ့မိသားစုဝင်တွေအိမ်ထဲကိုအကုန်လုံးရောက်ရှိနေဖို့အတွက်အမြဲတမ်းတေချာကြက်မှတ်စစ်ဆေးလေးရှိပါတယ်။အကယ်သူ့ရဲ့သားဖြစ်သူဟာစက္ကန့်ပိုင်းမျှတင်နောက်ကျပြီးမှအိမ်ပြန်ရောက်ခဲ့မယ်ဆိုရင်တော့သူဟာချက်ချင်းပဲအကြီးကျယ်စိတ်ဆိုးဒေါသထွက်ပြီးစူပူကျိန်းပေါင်းလေးရှိတာပေါ့။သားအမိနှစ်ယောက်အိမ်ထဲသို့အပြေးလွှားပြန်လဲရောက်ရှိလာတာကိုမြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတော့အငယ်ဆုံးသားဖြစ်သူဟာအိမ်ရဲ့ပတင်းပေါက်နဲ့တကားမှန်သမျှကိုတင်းတင်းကြပ်ကြပ်ချက်ချင်းလိုက်လံပိတ်ဆို့လိုက်ပြီးအပြင်ကနေဘာတစ်ခုမှတဲလုံစားမကြံဝင်ရောက်မလာနိုင်အောင်အဓိကဝင်ပေါက်တကားကြီးကိုပါအထက်ထက်အားဖြည့်ခိုင်ခန့်အောင်လှုပ်ဆောင်ပါတော့တယ်။တဲ့အိမ်လုံးအပြည့်အဝဘေးကင်းလုံခြုံသွားပြီလို့စိတ်ချရတဲ့အခါကျမှပဲသူတို့သားမိသားဖတွေဟာညစာအတူတူစားဖို့အတွက်ထိုင်လိုက်ကြတာပေါ့သူတို့တွေဒီလိုမျိုးအစွန်းရောက်လောက်အောင်လှုပ်ဆောင်နေကြရတဲ့အကြောင်းရင်းကတော့ညဘက်ရောက်သွားတဲ့အခါအပြင်ဘက်ကကဘာကြီးဟာလူသားတွေပိုင်ဆိုင်တဲ့ကဘာကြီးမဟုတ်တော့ပဲကြောက်မဲ့ဖွယ်ရတရဝါဆိုးတွေကြီးစိုးတဲ့နေရာဖြစ်သွားလို့ပဲဖြစ်ပါတယ်သို့တော်လည်းသူတို့တွေညစာစားပြီးအေးအေးဆေးဆေးအနားမယူရသေးခင်ပါတယ်သူတို့အိမ်ကမွေးထားတဲ့ခွေးလေးဟာထူးထူးဆန်းဆန်းကြီးတုံလုံးခြောက်ချလာခဲ့ပြီးမြေပြင်ကိုတရဇက်ကုတ်ချစ်တူးဆွလို့နေခဲ့ပါတယ်တခုခုတော့အကြီးကျယ်မှားယွင်းနေပြီဆိုတာကိုအာယုံခံပြီးလိုက်တဲ့သားကြီးဖြစ်သူဟာစီမီအိမ်ကိုကင်ဆောင်ပြီးအဓိကတကားဝစီတို့တရွေ့ရွေ့ချင်းကပ်သွားခဲ့တာပေါ့အတိအကျအဲ့ဒီချိန်မှာတင်တစုံတစ်ခုသောအရာကြီးဟာအိမ်ထဲသို့အတင်းကျပ်တိုးဝေဝင်ရောက်တော့မဲ့အတိုင်းတကားကိုဂျိန်းကနေပြင်းထန်စွာလာရောက်ဆောင်ကန်ပစ်လိုက်ပါတော့တယ်အပြင်ကရုံရင်းဆန်ခတ်အတန်တွေကိုကြားလိုက်ရတဲ့အခါဖခင်ဖြစ်သူဟာအောက်ထပ်စီသို့အပြေးလွှားဆင်းလာခဲ့ပြီးရှိသမျှအားအင်အားလုံးကိုအသုံးချကာသားကြီးနဲ့အတူတကားကိုအတင်းကျပ်ပြန်လဲတွန်းကန်ထိန်းထားလိုက်တာပေါ့အပြင်ဘက်ကတရဝါဆိုးကြီးဟာတကားကိုဘလောက်ပဲအရှိန်အဟုန်ပြင်းပြင်းနဲ့ထူရိုက်နေပါစေသူတို့သားဖနှစ်ယောက်လုံးဟာအသက်ရှူတံပင်မထွက်ရဲကြပဲဘာအတန်မှမပြုတ်လို့ရဲပဲအသေးအတန်အောင်အေးထားခဲ့ကြပါတယ်တိတ်မကြခင်မှာပဲအပြင်ကပြင်းထန်လာတဲ့ရိုက်ခတ်ထုနဲ့တန်တွေဟာတဖြည်းဖြည်းနဲ့ငြိမ်သက်သွားခဲ့တာပေါ့သို့တော်လည်းညနေပိုင်းရောက်လို့အငယ်ဆုံးသားလေးအိပ်ပျော်သွားတဲ့အချိန်မှာတော့မထင်မဲ့ပဲတစုံတစ်ခုကတကားကြားကအပေါက်လေးကိုတဖြည်းဖြည်းချင်းလှမ်းပြီးဖွင့်ဟလိုက်ပါတယ်အဲဒီနောက်အိပ်ပျော်နေတဲ့ကောင်လေးကိုအပိုင်ဖမ်းဆီးဖို့အတွက်ပိန်လီ6တွေ့လုံးနဲ့လက်မဲကြီးတစ်ဖက်ဟာအထဲသို့ကွေ့ကောက်ပြီးတိုးဝင်လာခဲ့တာပေါ့ကောင်လေးနဲ့အကွာဝေးကနည်းနည်းလှမ်းနေသေးတာကြောင့်အဲ့ဒီတရဝါဆိုးကြီးရဲ့လက်သေးတွေဟာရှည်လျားထွက်လာပြီးအတင်းလှမ်းဆွဲဖို့ကြိုးစားပါတယ်ဘလို့မှလမ်းမမိနိုင်တဲ့အခါမှာတော့မွန်စတာကြီးဟာစိတ်မရှိတော့ပဲတကားတစ်ခုလုံးကိုဝုန်းကနေဆွဲဖွင့်လိုက်ပြီးကောင်လေးရှိရာဂရင်အနားစီတို့မြေပြင်ပေါ်ကနေတဆင့်တရွေ့ရွေ့တွားတက်လာခဲ့ပါတော့တယ်ချောင်းလန်းဖို့အတွက်သူ့ရဲ့မျက်နှာကိုကောင်လေးရဲ့အနားတက်တဲ့စီတို့လှမ်းပြီးကတ်လိုက်တဲ့တိကျတဲ့စက္ကန့်ပိုင်းမှာတင်အိပ်ပျော်နေတယ်လို့ထင်ရတဲ့ကောင်လေးဟာမျက်လုံးကိုချက်ချင်းဖြတ်ကနေဖွင့်လိုက်ပြီးအစင်သင့်ပြင်ထားတဲ့တန်လောင်အိမ်စံကာကြီးတဲ့သူအဲ့ဒီမွန်စတာကြီးကိုဝုန်းကနေအမိရပိတ်လောင်ဖမ်းဆီးပစ်လိုက်ပါတော့တယ်အမှန်တရားကတော့ဒီပါနက်လုံးတဲ့ကောင်လေးဟာအိမ်ထဲကိုကျူးကျော်ဝင်ရောက်လာမဲ့မွန်စတာကြီးကိုအမြင့်ပြတ်ဖမ်းဆီးအရေးယူနိုင်ဖို့အတွက်အိတ်ချင်အောင်ဆောင်ပြီးထောင်ချောက်ဆင်စောင့်ဆိုင်နေခဲ့တာပဲဖြစ်ပါတော့တယ်